ဒီကနေ့ကလေးတွေရဲ့ဝိညာဉ်ရေးရာကြီးထွားရင့်ကျက်ဖို့ရအတွက်အဓိကတာဝန်ရှိတဲ့ပုဂ္ဂိုလ်ဟာမိဘပဲဖြစ်ပါလေ။ဒါကြောင့်ကလေးတွေရဲ့ဝိညာဉ်ရေးရာကြီးထွားရင့်ကျက်ဖို့ရအတွက်ကျွန်တော်ဒီနှစ်2025ဒီဇင်ဘာလကနေစပြီးတော့အိမ်ကနေကလေးတွေကိုအချိန်ပေးပြီးတော့လုပ်ဖြစ်တာတစ်ခုလေးအဖြစ် sharing လုပ်ချင်တာဖြစ်ပါတယ်။ထူအရာကတော့ဒီခေတ်ကလေးတွေဟာဖုန်း TV ကွန်ပျူတာ laptop စသဖြင့်ကြည့်တတ်ကြတာဖြစ်ပါတယ်။ဒါကြောင့် YouTube မှာ Superbook ကနေပြီးတော့လွှတ်တဲ့ Bible Story လေးတွေကိုရှင်းပြရင်နှုတ်ပတ်တော်ကိုပြောပြရင်းနဲ့ကလေးတွေရဲ့ဝိညာဉ်ရေးရာကိုတိဆောက်ပြီးလက်ရှိတာဖြစ်ပါတယ်။ထိုအရာအဖြစ်ကလေးတွေရဲ့ဝိညာဉ်ရေးရာဟာကြီးထွားရင့်ကျက်ပြီးတော့တိဆောက်ခြင်းရှိလာမှာဖြစ်ပါတယ်။ကလေးတွေရဲ့ဝိညာဉ်ရေးရာကြီးထွားရင့်ကျက်ဖို့ရတဲ့ဖယားသခင်ကစိတ်ချစွာနဲ့ကလေးတွေကိုမိဘလက်ထဲအပ်တာဖြစ်တဲ့အတွက်ကြောင့်ဒီမိဘရဲ့တာဝန်ကိုကြည်ပွန်စွာနဲ့လှုပ်ဆောင်နိုင်တော်သူဖြစ်ဖို့ရတဲ့အားလုံးအပေါ်မှာထာဝရဘုရားကောင်းချီးပေးပါစေ။အာမင်။